သလိုအဆိုးပြောင်းတာလည်းရှိတယ်အဆိုးပြောင်းတာကတော့လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရုပ်ခန္ဓာကိုယ်ကြီးတွေနံတရားတွေဆိုပါစို့အထူးသဖြင့်ရုပ်ခန္ဓာကိုယ်ကြီးကအကောင်းပြောင်းလာတာတော့မဟုတ်ဘူးတဖြည်းဖြည်းအသက်50ကျော်တဲ့အချိန်ကစပြီးတော့လူဘဝဟာကြာဆင်းလာတဲ့အိုမင်းရင်းရော်မှုတို့ရောက်ရှိလာတဲ့ပြောင်းလဲမှုလို့ခေါ်တယ်အသက်50ထိအောင်တော့လူဟာတက်နေတဲ့အရွယ်လို့ပဲပြောအောင်မှာဖြစ်တယ်50ရောက်ဒီကနေပြီးတော့51ကနေစပြီးဟာနိတတကလို့ဆိုတာတဖြည်းဖြည်းရုပ်လျော့လာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြအဲ့ဒါလည်းပြောင်းလဲခြင်းပဲအဲ့လိုပြောင်းလဲမှုတွေနဲ့ကဘာကြီးဟာလည်းပြောင်းလဲနေတာဖြစ်တယ်အခုဘုန်းကြီးတို့နေတဲ့ကဘာမြေကြီးဟာဒီအချိန်တိုလေးနဲ့ပြောင်းသွားကြတာတွေရှိသလိုပဲအချိန်အလွန်ကြာညောင်းသွားတဲ့အခါလဲဒီကဘာကြီးဟာမြူမုံလေးတောင်မကြမ်းအောင်ဖြစ်စည်းသွားအောင်မှာပဲဖြစ်တယ်နောက်ဆုံးမှာအာဂတဟင်းလင်းပြင်ကြီးထဲမှာမြူမုံလေးတမုံစာလောက်တော့မရှိတော့အောင်ကဘာကြီးဟာပျောက်ကွယ်သွားအောင်မှာဖြစ်တယ်အဲ့ဒါလို့ပျောက်ကွယ်သွားပြီးတော့သင်္ခါရတရားရဲ့သဘောတရားအရအဟောင်းတွေပျောက်ကွယ်သွားတဲ့အခါအသစ်တွေဟာပေါ်ထွန်းလာတတ်တယ်အဲ့ဒါလို့အသစ်တွေပေါ်ထွန်းလာတာကဘာကြီးကမီးလောင်၍ဖြစ်စေအခုဘုန်းကြီးတို့နေတဲ့သိပ္ပံဆရာတွေကတော့ Earth Planet လို့ပြောတယ်မြေကြီးဆိုတဲ့ကဘာချိုကြီးပေါ့ဒီလိုမြေကြီးရှိတဲ့အခုလိုကဘာချိုကြီးပေါင်းမြောက်များစွာရှိတယ်ဒါကိုစัจ java လအနန္တလို့ခေါ်တယ်အခုလိုလူပြည်ရဲ့မြင့်မို့တောင်ရဲ့မြင့်မို့တောင်ကိုဗဟိုပြုပြီးတော့မြင့်မို့တောင်ကဘာမှာလူပြည်မြင့်မို့တောင်အောက်ခြေမှာအတူရာနတ်ပြည်နဲ့မြင့်မို့တောင်ထိပ်မှာတော့တာဝရိန္ဒနတ်ပြည်မြင့်မို့တောင်ကဘာမှာလူပြည်နဲ့စတုမာရဲ့နတ်ဘုံဆိုတာပင်လယ်တွေဝန်းရံလို့ကျွန်းတွေထွန်းပြီးတော့အာဂတဟင်းလေးမြေကြီးထဲမှာရွေရှားနေတဲ့ဟာကိုကဘာဂျိုကြီးလို့ဒီလိုခေါ်ကြတယ်အားလုံးလောကရပညာသင်ကြားတဲ့ကလေးတွေဆိုရင်ဒါကဘာလုံးကြီးလို့ပြောကြတာပေါ့နော်အာဂတထဲမှာလွင့်ပြတ်နေတဲ့အရာကြီးတစ်ခုအဲ့တော့မြင့်မို့တောင်ဆိုတာလဲဘုန်းကြီးတို့တွေကဘယ်မှာနေတာတုံးလို့မေးလို့ရှိရင်မြင့်မို့တောင်ခပန်းမှာနေကြတာလူပြေကမြင့်မို့တောင်ခပန်းနေကြအဲ့တော့အမတမကြီးမားသည့်အတွက်ကြောင့်ကိုနေတဲ့နေရာကမြင့်မို့တောင်ဆိုတာရှာဖို့မတမခက်တယ်ကိုနေတာကမြင့်မို့တောင်ခပန်း